တဘာဝတရားကြီးကကျွန်တော်တို့ကိုအမြဲတမ်းအော်စရာတွေပြီးစွမ်းတတ်ပါတယ်ဒါပေမဲ့တစ်ခါလေမှာတော့အဲ့ဒီအော်စရာတွေကကြောင်းမဖွဲကောင်းတဲ့အိမ်မဆိုးတွေအဖြစ်ပြောင်းလဲသွားတတ်ပါတယ်ဒီနေ့မှာတော့အရှိတောင်အာရှတာမကကဘာပေါ်မှာလူသားတွေဖမ်းမိရသမျှထဲမှာအကြီးမားဆုံးဖြစ်တဲ့အေယာမသားရဲကြီးတစ်ကောင်အကြောင်းကိုပြောပြသွားမှာပါကဲအစီအစဉ်လေးကိုစလိုက်အောင်ပါအချိန်ကတော့2009ခုနှစ်နေရာကဖိလစ်ပိုင်နိုင်ငံမင်နာနာအိုကျွန်းပေါ်ကဘူနာဝန်ဆိုတဲ့မြို့လေးမှာပါအဲ့ဒီမြို့လေးရဲ့အနီးနားမှာအာဂူဆန်လို့ခေါ်တဲ့ကြီးမားကျယ်ပြန့်တဲ့အစိမ်တော်ကြီးတစ်ခုရှိပါတယ်အဲ့ဒီနေရာဟာဒေသခံတန်ငါတွေမိခိုရာနေရာတစ်ခုဖြစ်ပေမဲ့2009ခုနှစ်မှာတော့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုနဲ့စတင်ခဲ့ပါတယ်တန်ငါတဲ့တခုကရေပြင်ထဲကိုငါးဖမ်းထွက်သွားရင်အစအနမကြံပျောက်ဆုံးသွားခဲ့ပါတယ်အစာပိုင်းမှာတော့ရိုးရိုးရေနစ်သိဆုံးတာလိုပဲထင်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ပိုပြီးဆိုးရတဲ့အဖြစ်အပျက်တွေဇက်တိုက်ဖြစ်လာခဲ့ပါတယ်2010ခုနှစ်မှာတော့အသက်12နှစ်အရွယ်မင်းကလေးငယ်တဦးဟာရေသက်မှာရှိနေစဉ်မှာပဲအမည်မသိအေယာမတရဝါကြီးတစ်ကောင်ရဲ့ကိုက်ချီဆွဲယူခြင်းကိုခံလိုက်ရပါတယ်မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရအဲ့ဒီတရဝါကြီးဟာတာမန်မြူချောင်းတွေထက်အစာပေါင်းများစွာကြီးမားနေတယ်လို့ဆိုပါတယ်ဘူနာဝန်မျိုးလေးတစ်ခုလုံးအကြောက်တရားတွေဖုံးလွှမ်းသွားခဲ့ပါတယ်အခြေအနေတွေဆိုးရလာတဲ့အခါဘူနာဝန်မျိုးရဲ့မျိုးတော်ဝင်ဖြစ်သူအက်ထရင်ကော့အယ်လော်ဒီဟာဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒေသခံတွေရဲ့အသက်အန္တရာယ်ကိုချိန်ချောက်နေတဲ့ဒီအေယာမသားရဲကြီးကိုဖမ်းဆီးဖို့အတွက်အထူးစစ်စင်ရေးတစ်ခုကိုစတင်ခဲ့ပါတယ်အဲ့ဒီစစ်စင်ရေးကိုဦးဆောင်ဖို့အတွက်ဖိလစ်ပိုင်နိုင်ငံကနာမည်ကျော်မီချောင်းဖမ်းကျွမ်းကျင်သူလိုလောင်ကိုဖိတ်ခေါ်ခဲ့ပါတယ်ဖမ်းဆီးရေးအဖွဲ့ဟာအာဂူဆန်စိန်တော်မြေတစ်လျှောက်မှာတာမဏိကျိုးတွေအေယာမကြီးကြီးတွေကိုအသုံးပြုပြီးအမဲသားဝတ်သားစတဲ့အသားတုံးကြီးတွေနဲ့ထောင်ချောက်တွေဆင်ခဲ့ကြပါတယ်ရပေါင်းများစွာဆောင်ဆိုင်ခဲ့ပေမဲ့ထောင်ချောက်တွေဟာအလွတ်တွေသာဖြစ်နေခဲ့ပါတယ်တညမှာတော့ထောင်ချောက်တစ်ခုမိသွားခဲ့ပါတယ်ဒါပေမဲ့သူတို့မျှော်လင့်မထားတဲ့အရာတစ်ခုဖြစ်သွားခဲ့ပါတယ်အဲ့ဒီသတ္တဝါကြီးဟာတာမန်မဟုတ်ပါဘူးသူ့ရဲ့ရုံးအားဘလောက်တောင်ပြင်းထန်တယ်လဲဆိုရင်မီချောင်းဖမ်းဖို့အထူးပြုလုပ်ထားတဲ့8မီလီမီတာအထူးရှိတဲ့တာမဏိကျိုးကြီးဟာဝါယာကျိုးအသေးလေးလိုပြတ်ထွက်သွားခဲ့ပါတယ်ဒီဖြစ်ပျက်ကအမဲလိုက်အဖွဲ့ကိုပိုပြီးထိတ်လန့်သွားစေခဲ့ပါတယ်သူတို့ရင်ဆိုင်နေရတာကတာမန်မီချောင်းတစ်ကောင်မဟုတ်ဘူးဆိုတာကိုသိချသွားပါပြီဝမ်းနဲ့စရာကောင်းတာတစ်ခုကတော့ဒီစစ်စင်ရေးကိုဦးဆောင်နေတဲ့မီချောင်းဖမ်းကျွမ်းကျင်သူလိုလောင်ဟာစစ်စင်ရေးမပြီးဆုံးခင်မှာပဲနှလုံးရောဂါနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်ဒါပေမဲ့အဖွဲ့သားတွေကတော့သူတို့ရဲ့ခေါင်းဆောင်ရဲ့တာဝန်ကိုဆက်လက်အကောင့်ထဲပေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်2017ခုနှစ်စက်တင်ဘာ3ရက်နေ့3ပတ်ကြာခဲ့ပြီးနောက်မှာတော့အဖွဲ့သားတွေစူးစမ်းမှုရာထင်ခဲ့ပါပြီပုံပုံခိုင်ရမ်းတဲ့တံမလီကျိုးရှစ်ချောင်းနဲ့ပြုတ်လုထားတဲ့ထောင်ချောက်မှာအေယာမမီချောင်းကြီးမိသွားခဲ့ပါပြီဒီမီချောင်းကြီးကိုကုန်းပေါ်ဆွဲတင်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးရေထဲမှာလူးလွန်ရုန်းကန်နေတဲ့ဒီသားရဲကြီးရဲ့အင်အားဟာကြောက်ခမန်းလိလိပါပဲဒေသခံတွေနဲ့အဖွဲ့သားတွေစုစုပေါင်းလူ100နီးပါးလောက်ဝိုင်းဝန်းပြီးအချိန်တော်တန်ကြောင်ခက်ခဲဆွဲတင်ခဲ့ရပါတယ်နောက်ဆုံးမှာတော့ကုန်းပေါ်ကိုအောင်မြင်စွာဆွဲတင်နိုင်ခဲ့ပြီးသူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ကွယ်လွန်သွားတဲ့ခေါင်းဆောင်ရဲ့နာမည်လိုလောင်လို့အမည်ပေးခဲ့ပါတယ်လိုလောင်ကိုတိုင်းတာကြီးတဲ့အခါမှာတော့အားလုံးပါဇက်ဟောင်းသားဖြစ်သွားခဲ့ရပါတယ်သူ့ရဲ့အရှိဟာပေ20နဲ့3လက်မတောင်ရှိပြီးအလေးချိန်က2380ပေါင်တနည်းအားဖြင့်တထန်ကျော်ရှိပါတယ်ဒါဟာကားတစ်စီးစာလောက်အလေးချိန်ရှိပြီးအလျားကတော့တာမန်လူ4ယောက်စာလောက်ရှည်လျားပါတယ်လိုလောင်ကိုဖမ်းမိတဲ့သတင်းတွေဟာကဘာတဝန်းလုံးကိုချက်ချင်းပြန့်နှံ့သွားခဲ့ပါတယ်2012ခုနှစ်မှာတော့ဂင်းနစ်ကဘာစံချိန်ကလိုလောင်ကိုကဘာပေါ်မှာဖမ်းဆီးရမိသမျှအကြီးဆုံးမိချောင်းအဖြစ်တရားဝင်အတိအမှတ်ပြုခဲ့ပါတယ်အဲ့ဒီမတိုင်ခင်ကစံချိန်တင်ထားတဲ့မိချောင်းကဩစတြေးလျနိုင်ငံက18ပေ17လက်မရှိတဲ့ကယ်စီယက်လို့ခေါ်တဲ့မိချောင်းကြီးဖြစ်ပါတယ်ဘူနာဝန်မျိုးလေးဟာချက်ချင်းဆိုသလိုကပါလက်ခရီးသည်တွေရဲ့စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်လူလောင်အတွက်တီးတန့်တိဆောက်ပေးထားတဲ့ကြီးမားတဲ့ eco ပန့်ထဲမှာသူ့ကိုပြသထားပြီးသူ့ကိုလာကြီးတဲ့ဧည့်သည်တွေစီကနေဝင်ငွေဒေါ်လာတောင်းချီရရှိခဲ့ပါတယ်လူလောင်ဟာကြောက်စရာတာရဲကြီးတစ်ကောင်ဘဝကနေမျိုးလေးရဲ့ဝင်ငွေရှာပေးတဲ့စူပါစတာတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒါပေမဲ့လိုလောင်ရဲ့စူပါစတာဘဝဟာကြာရှည်မခံခဲ့ပါဘူးတော်ရိုင်းထဲမှာလွတ်လွတ်လပ်လပ်နေထိုင်ခဲ့တဲ့ဒီသတ္တဝါကြီးတစ်ကောင်ကိုကန်ကြီးကြီးလေးထဲမှာထည့်ထားတဲ့အခါသူ့ရဲ့ကျမ်းမာရေးဟာတဖြည်းဖြည်းဆိုးရွားလာခဲ့ပါတယ်2017ခုနှစ်ဖေဖော်ဝါရီလအစောပိုင်းမှာလိုလောင်ဟာအစာမစားတော့ပဲဝမ်ဘိုက်တွေဖောင်းကားလာခဲ့ပါတယ်ဂျာဇီဥအပြောင်းလဲနဲ့နေရာအသစ်ရဲ့စိတ်ပီစီးမှုတွေကြောင့်မှုပိုးဝင်ရောက်ကူးစက်ခံခဲ့ရပါတယ်ဖေဖော်ဝါရီလ10ရက်နေ့ညဘက်မှာတော့ကမ္ဘာအကြီးဆုံးမိချောင်းကြီးလိုလောင်ဟာအသက်ရှူရက်ပြီးတည်ဆုံးသွားခဲ့ပါတယ်သူ့ရဲ့တည်ဆုံးမှုဟာဘူနာဝန်မြို့ကန်တွေအတွက်ရောကမ္ဘာတဝန်းကရိတ်ဆန်ချစ်သူတွေအတွက်ပါအကြီးမားဆုံးဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်အခုအခါမှာတော့လိုလောင်ရဲ့ရိုးစုအပြည့်အစုံကိုမနီလာမြို့မှာရှိတဲ့ဖိလစ်ပိုင်အမျိုးသားတဘာဝသမိုင်းပြတိုက်ရဲ့မျက်နှာချက်မှာကြီးကျယ်ခမ်းနားစွာချိတ်ဆွဲပြသထားပါတယ်လိုလောင်ရဲ့ဇလံဟာကျွန်တော်တို့ကိုသင်ခန်းစာအများကြီးပေးခဲ့ပါတယ်တဘာဝတရားကြီးထဲမှာကျွန်တော်တို့မသိသေးတဲ့အမြင်ဘူးသေးတဲ့အေယာမတရဝါကြီးတွေအများကြီးကြံရှိနေသေးတယ်ဆိုတာပါပဲလိုလောင်ကိုဖမ်းမိခဲ့တဲ့အာဂူဆန်စိန်တော်မြေထဲမှာလိုလောင်ထက်ပိုကြီးတဲ့မိချောင်းတွေရှိနေသေးတယ်လို့ဒေသခံအချို့ကယုံကြည်နေစေဖြစ်ပါတယ်ဒီရတာတစ်ခုကတော့လိုလောင်ဆိုတဲ့နာမည်ဟာကမ္ဘာသမိုင်းမှာရောမိချောင်းတွေရဲ့သမိုင်းမှာပါဘယ်တော့မှဖတ်ဖြတ်လို့မရတဲ့ဂန္ဓဝင်မှတ်တမ်းတစ်ခုအဖြစ်ထာဝရတည်ရှိနေမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်